လုံးတာလီဆိုပါအမှန်တရားဖွေတာအာရခမီဒီယာကကလို့ဆိုလိုက်ပါရဲ့ကျွန်တော်တို့အာရခမီဒီယာကအင်းနီတောင်ဆာလာဖို့ဆိုတာကခါအာရခပေသူပေတာဒီတော့ရေကရီဟုတ်ပြန်ရှာနဲ့ပတ်သက်ပြီးခါတောင်ဆာလာဖို့ဆိုတာဖိုက်ပါရဲ့အာရခပေသူပေတာတို့တော့ရေကရီတောင်ရှာလာတခုဖိုက်တဲ့တော့နဲ့ကျွန်တော်တို့အာရခမီဒီယာကဆရာခိုင်ဒုခအာရခပေသူတော်လှန်ရေးအစိုးရပရန်ကရီတာဝန်ခံဆရာခိုင်ဒုခနဲ့အာရခပေသူတော်လှန်ရေးအစိုးရကထုတ်ပြန်ထားတယ်အမျိုးသားကာကွယ်ရေးဆိုင်ရာရေဘော်ပရာထင်ရှာနဲ့ပတ်သက်ပြီးခါဒိုင်ရိုက်ဆရာနဲ့မိမလာဖို့ဆိုဖိုက်ပါရဲ့အပိုင်းလောရခဟာဒီအာရခပေသူတော်လှန်ရေးအစိုးရကထုတ်ပြန်ထားတယ်အမျိုးသားကာကွယ်ရေးဆိုင်ရာပရာထင်ရှာနဲ့ဆက်ဆက်ပြီးကအာရခပေသူပေသားတို့အနေနဲ့တိဖို့လိုအပ်တယ်တိချန်နေခဲ့တယ်နားလေဖို့လိုအပ်တယ်အကောင့်ရာဒီကိုတောင်းစားလာဖို့ဆိုဖိုက်ပါရဲ့ဆရာနဲ့ဒါရိုက်မိမလာဆိုကိုနားထောင်ရပါလို့ကျွန်တော်တို့အာရခမီဒီယာကပြန်ခတ်ပါလေဟုတ်ပါရဲ့တာလီစောပါကိုသိန်းထွန်းစာအာရခမီဒီယာကနေပြီးကကရိုဆိုဘာဆာအခုပိုင်လာတော့ပြီးအာရခပေသူတော်နေအစိုးရထုတ်ပြန်ရှာကိုလာတော့ဖိကပ်ပြီးတော့နဲ့ကျေးဇူးပါဆရာဟုတ်ပါရဲ့စားခဲ့ပါမရှာရမယ်ဆိုပါကဒီအမျိုးသားကာကွယ်ဆိုင်ရာအရေးပေါ်ပရာထင်ရှာနဲ့ပတ်သက်လို့နောက်ခံအကောင့်ရာဒီကိုတစ်ခေါက်ရှင်းပြပြီးစီလို့ပါရှာအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပရာထင်ရှာနောက်ခံအကောင့်ရန်ဒီကတို့ခါအေကိုအရှင်စွာအာရခပေသူပေသားတို့အတွက်အရေးကြီးဆုံးအရှင်ဖက်ပြီးကတိုင်းတွေနဲ့ပေသူတို့အတွက်အရေးပေါ်အခရင်လေးတို့ဖိုက်ပါတယ်အာရခပေသူပေသားတိုင်းစွာအခွင့်အရေးနဲ့တာဝန်ဒီကိုဒန်းတူခံစားထမ်းဆောင်ကြရဖို့ဖိုက်ပါတယ်အာရခတိုင်းပြည်အမျိုးသားကာကွယ်ရေးမဟာဗျူဟာနဲ့မူဝါဒတို့အရအရေရောက်ပြီးသားနိုင်ငံသားတိုင်းစွာစိတ်ပညာမဖိုက်မနေတန်ယူကြရဖို့ဖိုက်ပြီးကအရေးပေါ်အခရင်ဒီမှာကာကွယ်ရေးဆိုင်ရာတာဝန်ဒီကိုဝန်ရောက်ထမ်းဆောင်ကြရဖို့ဖိုက်ပါတယ်ဒီခုအရှင်စွာနှိုက်ပေါင်း200ကျော်ကိုလိုနီကျွမ်းပလူအုပ်ချုပ်မှုအောက်ကလွမ်းမြောက်ဖို့အတွက်အနည်းကဆုံးကာလလေးတို့ဖိုက်ပါတယ်အပိုင်အခရင်အောက်မှာအာရခပေသူတရားလုံးစွာအာရခအိမ်မဲအောင်ရန်ဖို့ရက်ခိတာလမ်းစဉ်နဲ့တစုတစည်းတွေလမ်းနေကြတဲ့ကာလဖိုက်ပါတယ်ဒီခုအရှင်စွာအာရခပေသူပေသားတို့၏သမိုင်းတစ်လျှောက်လုံးမှာတိုလန်ရေးအောင်ရန်မှုဒီကိုအမရမဆုံးရာဟင်းနေပြီးကဆက်လက်ပနာလေးတို့အာရခပေတစ်ခုလုံးလွမ်းမြောက်ရေးအမျိုးသားအောင်ပွဲအတွက်ကရိုပန်ဆောင်ရဲနေအရှင်ကာလဖိုက်ပါတယ်ဒီခုပိုင်အာရခတိုလန်ရေးသမိုင်းရဲ့အရေးကြီးအရှင်အာရခပေသားတယောက်ရှင်းစီရဲ့မျိုးရှိတ်စိတ်တိုင်းပြည်ရှိတ်စိတ်ဒါဝန်သိစိတ်တို့ကိုအရန်ခံပြီးကအရေးပေါ်အမျိုးသားကာကွယ်ရေးတာဝန်ဒီကိုဝန်ရောက်ပနာထမ်းဆောင်ကြဖို့ကျွန်တော်တို့အနေနဲ့ဖိုက်ခေါ်ပါတယ်အာရခတိုင်းပြည်ကိုကာကွယ်ဖို့အတွက်အာရခပေသူတယောက်ရှင်းစီမှာတာဝန်ဟိပါတယ်ယေရှုနဲ့ရခိုင်မျိုးသားဖွဲ့ချုပ်အာရခတပ်တို့ဤစိတ်ရေးနိုင်ငံရေးဥဆောင်မှုနဲ့တူအရေရောက်ပြီးသားအမျိုးသားအမျိုးသမီးဇာသူမဆိုတိုင်းပြည်နဲ့ပြည်သူအတွက်ကာကွယ်ရေးတာဝန်ဒီကိုထီထီရောက်ထမ်းဆောင်နိုင်ဖို့ဒီခုပိုင်အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပရဒန်ရှက်ကိုထောက်ပြန်ရဆိုတာဖိတ်ပါတယ်ခရုံဘီကေပရိုပို့ဆိုကေတို့ခါနံပါတ်1အာရခစိတ်တီတို့အသက်သွီးရွှေမြဲရီတီနဲ့တိတ်ပနာရယူထားရအဖရခိုင်ပြည်နေနမိတ်တီကိုကာကွယ်ဖို့နံပါတ်2အာရခပြည်သူတီကိုတောက်လျှောက်ခရင်ခေါတပ်ဖရနေအာရခပြည်သူတို့ကိုဒီကိုလူမျိုးတုံးတပ်ဖရဖို့အတွက်ဂရိကရိုနေမွတ်စလင်အခမ်းဖက်အဖွဲ့အစည်းဒီခရင်ခေါမှုရန်ကနေပြီးကအာရခပြည်သူတီကိုကာကွယ်ဖို့နံပါတ်3ပြည်သူလူထုတီကိုအမျိုးမျိုးဒုက္ခပြီးတပ်ဖရနေဖက်စိတ်ကောင်စီတီရန်လိုတိုက်ခိုက်မှုတီကိုတားဆီးတွန်းလှန်နိုင်ဖို့နံပါတ်4
အာရခတိုင်းပြည်အရှုပ်ချအာဏာကိုကာကွယ်စောင့်ရှောက်ဖို့အတွက်အာရခတပ်တော်နဲ့ပြည်သူတိကပိုမိုရန်နင်းကျွမ်းဝင်မှုနဲ့တသားတည်းဟင်းစီဖို့အတွက်ဒီအရေးပေါ်ပြည်ထောင်ရှက်ကိုထုတ်ပြန်ရဆိုဖိတ်ပါတယ် ဟုတ်ပါရဲ့ဆရာရပိုင်ဆိုကေဒီပရာထန်ရှာဤရေရှာဒီကဇာပါလိဆရာနှစ်ချက်ဝင်တစ်ခါရှင်းပြပြပါ ဒီအရေးပေါ်ပြည်ထောင်ရှက်ဤအဓိကရေရှက်ကတော့ခါ၄ခုဟင်းပါတယ်နံပါတ်1အာရခပြည်သူလူထုတရလုံးပါဝင်ခန့်ဖက်အမျိုးသားကာကွယ်ရေးတာဝန်ဒီကိုပြေဝစွာထမ်းဆောင်နိုင်တာနံပါတ်2တမျိုးသားလုံးတက်ဂရစွာပါဝင်ခန့်ဖက်အာရခတိုင်းပြည်အရှုပ်ရှာအာဏာနဲ့နေမရီတေတန့်ခိုင်မရီတွေကိုထိမ့်သိမ်းကာကွယ်နိုင်တာနံပါတ်3အာရခတိုင်းပြည်ပြည်တွင်းပြည်ပအန်ဒရီအရရာကိုကာကွယ်တားဆီးခန့်အားဖြင့်အာရခဒေသနီလူမျိုးဘာသာတိုင်းစီလုံးရှိတ်ခံစွာပါဝင်သောအမျိုးသားကာကွယ်ရေးစနစ်တစ်ခုကိုထူထောင်နိုင်တာနံပါတ်4အာရခတိုင်းပြည်အရှုပ်ရှာအာဏာပိုင်ဆိုင်မှုကိုထိမ့်သိမ်းမှင့်တင်ရာမှာနိုင်ငံသားတိုင်းတူညီသောတာဝန်နဲ့အခွင့်အရေးများကိုခံစားခွင့်ဟင်းစီနိုင်တာဒီအချက်ဒီဖိတ်ပါတယ် ဟုတ်ပါရဲ့ဆရာဟုတ်ပါရဲ့ရပိုင်ဆိုပါကေဒီပရာထန်ရှာရာအမျိုးသားကာကွယ်ရေးတာဝန်ဒီကနေပြီးကေလုံဝကောင်းလွဲခွန်ရှိရလူမျိုးရှိပါလားရပိုင်လုံဝကောင်းလွဲခွန်ရာရလူတီကဇာပိုင်လူတီဖိုက်ပါလေဆရာရရှောင်းတစ်ခေါက်ရှောင်းပြပြီးစီလိုပါ ဒီကူပရဒန်လိုက်တဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပရဒန်ရှက်ကလုံးဝကန်လာခွင့်ရရလူတိကတို့ခါနံပါတ်1သာသနာဝန်ထမ်းများနံပါတ်2အခရီးခံစိုက်ပိုင်းဆိုင်ရာပြဿနာရောဂါတစ်ခုခုဟိမ့်နေဆိုပနာအာရခတတ်တို့စီအဖွဲ့ကတမခန့်ခံရသူများနံပါတ်3ကိုဝန်ဆောင်အမျိုးသမီးများအရှိမွင်းပြီးခါစားသို့မဟုတ်အရှိနှစ်နိုင်အထိမင်းခင်များနံပါတ်4ကိုလဲအင်္ဂါတစ်ခုခုရာသက်ပံမတန်ဆွမ်းသူများနံပါတ်5ရခိုင်မျိုးသားအဖွဲ့ချုပ်ဗဟိုနဲ့အာရခတတ်တို့စိုက်ယုံရှုပ်ကအမိန်ထုတ်ပြန်ပနာကဲလွာခွင့်ပြုသူများဒီပုဂ္ဂိုလ်ဒီကတို့ခါဒီကူပရဒန်ရေပရဒန်ရှက်ကနေပြီးကေအလုံးဝကန်လွာခွင့်ရရပုဂ္ဂိုလ်ဒီဖိတ်ပါတယ် ကျေးဇူးတော်ပါဆရာရပိုင်ဆိုပါကေဒီပရာထန်ရှာကနေပြီးကေအာရခပြည်သူကာကွယ်ရေးတာဝန်ကလုံဝကောင်းလွဲခွန်ရာရလူတီရှိပိုင်ဒီပရာထန်ရှာကာကွယ်ရေးတာဝန်ကိုထင်းဆောင်ရဖို့ရေကလေးအကောင့်တစ်ခုခုတော့ free sign ထားလို့ရဆိုမျိုး free sign ထားခွင့်ရှိရလူမျိုးရှိပါလားရှိရဆိုကေဇာပိုင်လူတီကနေပြီးကေကာကွယ်ရေးတာဝန်ကို free sign ထားလို့ရပါလိမ့်ဆရာရရှောက်ကလေးတစ်ခါတော့ရှင်းပြပြီးစီလိုပါဆရာ ဒီကူပရဒန်လိုက်တဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပရဒန်ရှက်တီကဒီကာကွယ်ရေးတာဝန်ထမ်းခွင့် free sign ခွင့်ရရပုဂ္ဂိုလ်ဒီကတို့ခါနံပါတ်1ယာယီအဖရက်ကာကွယ်ရေးတာဝန်ထမ်းဆောင်နိုင်ဖို့ကျမ်းမာရေးအခရေနေမဟင်းကောင်တတ်တော်စီအဖွဲ့ကတမခန့်ခံရသူများနံပါတ်2အခရာပရုစုစောင်းရှောရမီသူမဟင်းသောမင်းအိုဖအိုများအားအလုံးကျွေးပြုနေသူများနံပါတ်3အခရာပရုစုစောင်းရှောမီသူမဟင်းသောအရှိတငယ်များ၏မင်းဖများနံပါတ်4အာရခပြည်သူအစိုးရရခိုင်မျိုးသားအဖွဲ့ချုပ်မှပြည်အားသားတာဝန်တစ်ခုခုကိုထမ်းဆောင်နေသူများနံပါတ်5မူရိပ်စီဝါဖရဖို့အတွက်စီကူတမှုခံနေသူများဒီပုဂ္ဂိုလ်ဒီကတို့ခါဒီကူအရေးပေါ်ပရဒန်ရှက်ကနေပြီးကေတာဝန်ထမ်းဆောင်ဖို့ free sign ခွင့်ရရပုဂ္ဂိုလ်ဒီဖိတ်ပါတယ် ဟုတ်ပါရဲ့ဆရာရပိုင်ဆိုပါကေဒီကာကွယ်ရေးဆိုင်ရာပရာထန်ရှာကနေပြီးကေကောင်းလွဲခွန်ရာရလူရှိရယ် free sign ခွန်ရာရလူရှိရယ်ဒီကေကာကွယ်ဆိုင်ရာတာဝန်ဒီကနေပြီးရှော့ပေါ်ခွန်ရတဲ့လူကရှိပါလားဆရာရပိုင်ဆိုပါကေကျွန်တော်မိတ်ဆွေတော်ကတော့ခါနေကာကွယ်ရေးဆိုင်ရာတာဝန်ဒီကိုထင်းဆောင်ခွန်ကာလရှော့ပေါ်ခွ
ခွန်ကိုကဇာတူတိရနိုင်ပါလေရရှက်ကိုလေရှိခဲ့proper busy လို့ပါရှာ ကာကွယ်ရေးဆိုင်ရာတာဝန်ထမ်းဆောင်ခွင့်ကာလရှိုးပိုးခွင့်ကိုရဖို့ပုဂ္ဂိုလ်ဒီကတို့ခါဒီမိန်းသားစုဝင်တယောက်ယောက်ကတတ်တူထေးမှာဟိတ်နေပြီးသားဆိုလိုစကားတို့ခါကြာဆုံးသို့မဟုတ်တာဝန်ထမ်းဆောင်စေရန်ပိုင်မိန်းသားစုတီထေးကဒီပရဒန်ရှက်နဲ့အကျုံးဝင်တွေကြံတွေပုဂ္ဂိုလ်တွေကာကွယ်ရေးတာဝန်ထမ်းဆောင်ခွင့်ကာလရှိုးပိုးခွင့်ကိုရနိုင်ပါတယ်ဇာလောက်ထိရနိုင်ဖို့လေးဆိုကေအများဆုံးတနိုင်အထိရှိုးပိုးနိုင်ပါတယ် ကျေးဇူးတင်ပါတယ်ရပ်ပိုင်ဆိုပါခဲ့ဒီပရထန်ရှာရအကျုံးဝင်တဲ့လူတိပရထန်ရှာရတာဝန်ထက်ဆောင်ရဖို့အကျုံးဝင်တဲ့လူတိအားလုံးကိုတခါတည်းသွားနေတာခိုင်းစောပါဘုလားရှာရရှက်ကိုလေ property လို့ပါ ဒီပရဒန်ရှက်တီမှာအကျုံးဝင်တဲ့လူတီအားလုံးကိုတခါတည်းသင်တန်းတက်ဖို့ခေါ်ဖို့ဆိုမဟုတ်ပါအကျုံးဝင်တဲ့လူစွာရခိုင်တပြည်လုံးမှာသံကနာနေပါအထိဟိတ်နိုင်ပါတယ်ဆိုရန်အတွက်ကြောင့်အားလုံးသူကိုတခါတည်းခေါ်ဖို့ဆိုစွာကမဖိုက်နိုင်ပါသမထရေသင်္นานသားအရေအတွက်ကိုခေါ်ယူလာဖို့ဆိုတာဖိုက်ပါတယ်ရန်အရေအတွက်ကိုလေတော့ဒီသင်္นานအပတ်စဉ်တစ်ခုချင်းစီမှာသမရှက်ရဇာလောက်ခေါ်ဖို့လေးဆိုစွာကိုအသေးရှာစီစိတ်ပနာခေါ်ယူဖို့ဆိုတာဖိုက်ပါတယ်ဟုတ်ပါရဲ့ဆရာဟုတ်ပါရပ်ပိုင်ဆိုပါခဲ့ဒီပရထန်ရှာတီမှာအကျုံးဝင်ခိုင်းသောနတာဖို့လေးခေါ်ခံရတယ်ဆိုရင်ရပ်ပိုင်မှာခါရွှေဆိုင်လို့ရဆိုမျိုးရှိပါဘူးလားဒီကကျွန်တော်မိရှင်စောကဒီပိုင်ပါဆရာဒီပရထန်ရှာတီမှာအကျုံးဝင်ကလေးသောနတာဖို့ခေါ်ခါဇာတူလို့ဆိုယာယီရွှေဆိုင်ထားလို့ရနိုင်ပါဘူးလေဆရာမရှက်ကိုတစ်ခါရှင်းပြပြပါဆရာ ဒီပရဒန်ရှက်ပရဒန်ရှက်တီမှာအကျုံးဝင်ကလေးတော့သင်္นานတက်ဖို့ခေါ်ဖို့ခါယာယီရွှေဆိုင်ခွင့်ရနိုင်ရလူဒီကတို့ခါနံပါတ်1အိမ်ထောင်ဟိအမျိုးသမီးများနံပါတ်2ဆေးရှိတ်နိုင်ပြည်ပြီးအတန်းပိုင်ညာစေတတန်းစေနတန်းတဲရောင်းနေကျောင်းတော်ကျောင်းသူများနောက်နံပါတ်3တဲကတော်တစ်ခုခုမှာတဲရောက်ပိုင်ညာသင်ယူနေစေကျောင်းတော်ကျောင်းသူများနံပါတ်4အာရခပြည်သူအစိုးရပညာရေးဌာနမှာတာဝန်ထမ်းဆောင်လို့ဟင်းတွေပညာရေးဝန်ထမ်းဆရာမများနံပါတ်5အာရခပြည်သူအစိုးရကျမ်းမာရေးဌာနမှာတာဝန်ထမ်းဆောင်လို့ဟင်းတွေကျမ်းမာရေးဝန်ထမ်းဆရာဝန်သူနာပြုများနံပါတ်6မိန်းသားစုဖရန်တန်ရက်တီတွေအတွက်တူဒေသဝန်ငွေရာနေသူများနံပါတ်9မိန်းသားစုထေးကတတ်တူထေးမှာဟိနေပြီးသားဆိုလိုစကားတော့ကြာဆုံးသို့မဟုတ်တာဝန်ထမ်းဆောင်စေသူများဤမိန်းသားစုဝင်များဒီပုဂ္ဂိုလ်ဒီကတို့ခါယာရီဒီရွှေဆိုင်ခွင့်ရနိုင်ပါတယ်ဟုတ်ပါရဲ့ဆရာတခြားရှာလာ property တော့အများကြီးကျေးဇူးတင်ပါတယ်ဆိုရင်နောက်ထပ် American ရှင်စောကတော့ခါဆရာဒီပိုင်ပါသောနဲ့တာပြပြသောနဲ့တာပြကဇာဆာလို့ရပါဘူးလေရေကရသောနဲ့တာပြလို့ဥမာနှစ်နိုင်ကာလတာဝန်ထင်းဆောင်ရိခါပါဇာပိုင်အကျိုးခံစားခွင့်တိကိုရနိုင်ပါလေလို့ရရှောက်ကလေး property စီဆောင်ပါတယ်သင်္นานကာလကတို့ခါနှစ်လဖိတ်ပါတယ်သင်္นานကာလဘရီဆုံးရဲ့နောက်ပိုင်းမှာတို့ခါအာရခတတ်တို့အနေနဲ့သင်တိုတွေတာဝန်တီကိုအနှင်းပနာဒီကာကွယ်ရေးဆိုင်ရာတာဝန်တီကိုထမ်းဆောင်ခိုင်းလာဖို့ဖိတ်ပါတယ်ဒီကာကွယ်ရေးတာဝန်နှစ်နိုင်ထမ်းဆောင်ပြီးရခါတတ်သေးမှာ celebrity ကတာဝန်ထမ်းဆောင်ရှင်တွေဆိုကြတို့ခါသူ့ရဲ့ ration လိုက်ရာထူးအနှင်းပနာဆဲလို့တာဝန်ထမ်းဆောင်ခိုင်းလာဖို့ဖိတ်ပါတယ်ရန်ပိုင်မဟုတ်ဘဲနဲ့အရာဖဲသို့ပြောင်းရှင်တွေပါတီလိုင်းသို့မဟုတ်အစိုးရအဖွဲ့အစည်းမှာတာဝန်ထမ်းဆောင်ဖို့ဆိုကြလေတော့သူ့ရဲ့ ration လိုက်တာဝန်အနှင်းပနာတာဝန်ထမ်းဆောင်ခိုင်းလာဖို့ဖိတ်ပါတယ်
ရန်ဘရန်ရခိုင်မျိုးသားအဖွဲ့ချုပ်နဲ့အာရခပြည်သူအစိုးရအဖွဲ့ဂုံပရုမှတ်တမ်းတင်ခန်းကိုလေတော့ခံရဖို့ဖိတ်ပြီးကအနာကအစိုးရထောက်ပံ့မှုတွေကိုလေတော့တန်တိုတွေပိုင်းခံစားခွင့်ရဟင်ဖို့ဖိတ်ပါတယ် ပါရှာအခုပိုင်အာရခပြည်သူတော်လှန်ရေးဆိုတာကပြဋ္ဌာန်းလာတယ်အမျိုးသားရေဘော်ကာကွယ်ဆိုင်ရာပြဋ္ဌာန်းချက်ကိုရှောင်းပြပြလိုက်အတွက်နဲ့ကျေးဇူးကြောင့်ပါတယ်ရေကနေ့ဒီအာရခပြည်သူတော်လှန်ရေးအစိုးရ NDEP လို့အင်္ဂလိပ်ပိုင်ခေါ်တယ်အမျိုးသားရေဘော်ကာကွယ်ရေးပြဋ္ဌာန်းချက်ကိုဒီမီဒီယာကနေပြီးတချို့ဒီနဲ့လူအခွင့်အရေးသမားတချို့ရပ်ပိုင်အမိခံထားတွေတချို့ဒီရဲ့စာရောဒီထမှာမီဒီယာဒီထမှာအမျိုးမျိုးဝေဖန်ထောက်ပြဆိုမျိုးဒီကိုပြန်နေဆိုဒီကိုမရပါဘူးရှာရရှနဲ့စားဆက်ပြီးပါဝါဆရာတို့ ULAA အနေနဲ့အာရခအမျိုးသားဒီအာရခပြည်သူတော်လှန်ရေးအစိုးရအနေနဲ့ဒါပိုင်ရှောင်းပြချင်ပါလိမ့်ရှာ အရေးပေါ်အခရေနေဆိုစွာကနိုင်ငံတိုင်းမှာဟိမ့်ပါတယ်အရေးပေါ်အခရေနေတစ်ခုခုနဲ့ကြုံလာတဲ့အခါမင်းတို့တိုင်းပြည်နဲ့ပြည်သူဒီလုံခုံဖို့အသက်ရန်ရတ်တည်နိုင်ဖို့ဦးစားပေးပြီးကျွန်တော်တို့လှုပ်ဆောင်ကြရဆိုဖိတ်ပါတယ်လက်ဟိအာရခပြည်အနေအထားကလေးတော့တစ်ဖက်မှာအကရန်ဖက်ဖက်စိတ်စိတ်ကောင်စီနဲ့ရန်ဆိုင်နေရတဲ့ပိုင်းအခရတစ်ဖက်မှာကျွန်တော်တို့ကိုလူမျိုးတုံးတပ်ဖရဖို့နေတိုင်းဂရိကရိုနီအာဆာ RSO အစဟင်းတွေမွတ်စလင်အကရန်ဖက်အဖွဲ့အစည်းဒီခရင်ခေါမှုနဲ့ရန်ဆိုင်နေရဆိုကာလာဖိတ်ပါတယ်ရန်ကောင်အာရခပြည်သူဒီလုံခုံရေးအတွက်မိမိတို့ရခိုင်မျိုးသားအဖွဲ့ချုပ်အာရခတပ်တို့အနေနဲ့လုံတဲ့လုံထိုက်စော်ဒီကိုလိုအပ်တဲ့ပိုင်းပြပတတဆက်လက်လုံဆောင်လောက်ဖို့ဖိတ်ပါတယ် ဟုတ်ပါရဲ့ဆရာအခုပိုင်လာရောက်ပြီအာရခမီဒီယာနဲ့တဆကျွန်တော်အာရခပြည်သူပြည်သားတွေကိုအခုလက်တော်ထုတ်ပြန်ထားတယ်အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်အာရခပြည်သူတော်လှန်ရေးအစိုးရ၏အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်နဲ့ပတ်သက်လို့အာရခပြည်သူပြည်သားတွေကိုလာရောက်ရှင်းပြပြလိုက်တဲ့အတွက်နဲ့အထူးကျေးဇူးတင်ရှိပါရဲ့ အာရခမီဒီယာကိုလည်းအထူးပဲကျေးဇူးတင်ပါတယ် ဟုတ်ပါရဲ့ကျွန်တော်တို့အာရခမီဒီယာကအခုပိုင်အာရခပြည်သူတော်လှန်ရေးအစိုးရ၏အရေးပေါ်အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်နဲ့ပတ်သက်ပြီးပြည်သူလူထုဒီနဲ့အာရခပြည်သူတော်လှန်ရေးအစိုးရ၏ပြန်ကြရေးတာဝန်ခံဆရာခိုင်တုခကိုတိုင်လာတော့ရှမ်ပရာပီလာဆိုတောင်စားခွန်ရလို့ကျေးဇူးတင်ရှိပါရဲ့လို့ပရိုဂရမ်ရေးအစီအစဉ်ကိုရန်နာခဲ့ပါဖို့အားလုံးတာလီကြောပါ